အားလုံးမင်္ဂလာပါဒီဗီဒီယိုကတော့ဒါအင်္ဂလိပ်စာဒါအခြေခံလေ့လာနေတဲ့သူတွေအတွက်ဖြစ်ပါတယ်အဲ့တော့အင်္ဂလိပ်စာအခြေခံလေ့လာနေတဲ့သူတွေမှာဆိုလို့ရှိရင်ဒါ verb to be နဲ့ပတ်သက်ပြီးတော့နားမလည်သေးတဲ့သူတွေအများကြီးရှိပါတယ်ဒီဗီဒီယိုကတော့ကျွန်တော်တို့ဒီ verb to be နဲ့ပတ်သက်ပြီးတော့ပေါ့နော်verb to be ကိုကျွန်တော်တို့အင်္ဂလိပ်စာဒီအခြေခံဝေကြတွေမှာဘယ်လိုရေးမလဲပေါ့နော်နောက်ပြီးတော့တစ်ခါ verb to be နဲ့အင်္ဂလိပ်လိုစကားဘယ်လိုပြောလို့ရလဲဒီလိုမျိုးပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒါရှင်းပြသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဆက်ပြီးတော့ကြည့်ရအောင်အဲ့တော့ဒီမှာ verb to be သင်ခန်းစာအပိုင်း1ပေါ့နော်အဲ့တော့ဒီဗီဒီယိုမှာဆိုလို့ရှိရင်တော့ verb to be နဲ့ပတ်သက်ပြီးတော့အပိုင်း1ကိုကျွန်တော်ပြောရမှာဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာဆိုလို့ရှိရင်တော့ဒါအပိုင်း2 3 4ဒါစသည်အဖြစ်ကျွန်တော်ဆက်ပြီးတော့ဒါသင်သွားမှာဖြစ်ပါတယ်အဲ့တော့ verb to be တွေဟာဆိုလို့ရှိရင်ဒါအားလုံးသိကြတဲ့အတိုင်းပဲ am is are was were be been being ပေါ့နော်ဒါတွေဟာ verb to be ဒါအကူကရိယာတွေဖြစ်ပါတယ်အဲ့တော့အင်္ဂလိပ်ဘာသာမှာဒီ verb to be ရဲ့အခန်းကဏ္ဍဟာလည်းဒါအရေးကြီးပါတယ်အဲ့တော့အခြေခံအဆင့်မှာဆိုလို့ရှိရင် verb to be ကိုတေချာလေးကျွန်တော်တို့နားလည်ထားဖို့လိုအပ်တယ်verb to be ကိုနားလည်ထားပြီဆိုလို့ရှိရင်အခြေခံကြဒီဝါကြတွေကိုကျွန်တော်တို့ရေးနိုင်မယ်နောက်ပြီးတော့တစ်ခါအင်္ဂလိပ်လိုအခြေခံအဆင့်ကိုကျွန်တော်တို့ဒါ verb to be နဲ့ပတ်သက်ပြီးပြောနိုင်မယ်ပေါ့နော်အဲအကြောင်း verb to be နဲ့ပတ်သက်ပြီးတော့တေချာလေးလေ့လာထားဖို့လိုအပ်ပါတယ်အဲ့တော့အကူကရိယာတွေဖြစ်တဲ့ verb to be တွေထဲမှာကျွန်တော်ဒီနေ့ဒီဗီဒီယိုသင်ခန်းစာမှာဆိုလို့ရှိရင်တော့ am is are ပေါ့နော် am is are နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီမှာသင်ပြသွားမှာဖြစ်ပါတယ်အဲ့တော့ verb to be ကိုကျွန်တော်တို့ present ပေါ့နော်ပြစ္ဆုတ်ပံကာလအတွက်ကျွန်တော်ဒီမှာအတိတ်ကာလကို past tense ကိုကျွန်တော်ပြောတာမဟုတ်သေးဘူးအတိတ်ကာလကိုမပြောသေးဘူးအဲ့တော့ present အတွက် verb to be ကိုကျွန်တော်တို့ဒီမှာဘယ်လိုသုံးမလဲဆိုတာကိုကျွန်တော်တို့ကြည့်ရအောင်အဲ့တော့အင်္ဂလိပ်မှာ I ပေါ့နော် I ဆိုတာကျွန်တော်ငါပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်ငါကျွန်တော်အဲ့လိုမျိုးပြောချင်တယ်ဆိုလို့ရှိရင်verb to be ဘာနဲ့တွေ့ရမလဲဆိုတော့ I ဆိုရင်ကျွန်တော်တို့ am နဲ့တွေ့မယ် was မဟုတ်သေးဘူးเนาะဒီ was ကိုသွားပြီးတော့ရေးလို့ I was ရေးလို့မရဘူး။ဘာလို့ဆိုတော့ကျွန်တော်အခုပြောနေတာဟာ present ပြစ္ဆုတ်ပံကာလနဲ့ပတ်သက်ပြီးတော့ဖြစ်ပါတယ် I am အဲ့တော့ကျွန်တော်ပြောကြည့်အောင် I am a student ငါဟာကျောင်းသားပါပေါ့ကျွန်တော်ကျောင်းသားပါပေါ့အဲ့လိုမျိုးပေါ့နော်အင်္ဂလိပ်မှာကြတော့ကျွန်တော် I am a student A က A ကိုကျွန်တော်ထည့်ပြီးတော့ရေးရတယ်ဘာလို့ဆိုတော့ဒီ student ဟာကျွန်တော် countable verb noun ဖြစ်တယ်ရေတွက်လို့ရတဲ့ဒါ noun ဖြစ်ပါတယ်ရေတွက်လို့ရတဲ့ noun တွေရဲ့ရှေ့မှာကျွန်တော်တို့ဒီမှာ A တို့ N တို့ဒါအင်္ဂလိပ်မှာဒါထည့်ပြီးတော့ရေးရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့မြန်မာလိုပြောတဲ့ခါမှာကြတော့ဒါပဲမဲ့မြန်မာဆန်ဆန်ဖြစ်သွားအောင်ကျွန်တော်ကဒါကျောင်းသားတစ်ယောက်ပါဆိုပြီးတော့ဒါပြောလို့မရဘူးပေါ့နော်ကျွန်တော်ဟာကျောင်းသားပါဆိုရင်ရပြီမြန်မာမှာကြတော့ကျွန်တော်ကျောင်းသားတစ်ယောက်လို့လူတွေမပြောဘူးအဲ့တော့ဘယ်လိုပဲပြောလဲဆိုတော့ကျွန်တော်ကကျောင်းသားပါလို့ပြောတယ်ပေါ့နော်အဲ့တော့မြန်မာဆန်သွားအောင်ကျွန်တော်ကကျောင်းသားပါဆိုပြီးတော့ကျွန်တော်ဒီမှာပြောရအောင်အဲ့တော့ I ဆိုရင် am ကိုသုံးတယ်ပေါ့နော် I am a student အဲ့တော့ he she it ဒီမှာကြည့်ရအောင်he တို့ she တို့ကျွန်တော်တို့ it တို့ဆိုလို့ရှိရင်တော့ဒါ is ကိုသုံးမယ်နော်တခုနံနေပေါ့နော် he she it မဟုတ်ဘူးဥမာမောင်မောင်ဆိုတော့မောင်မောင်ဆိုလို့ရှိရင်လည်းဒါလူတစ်ယောက်ကိုပြောတာပေါ့နော်ဥမာဖြစ်နေ my mother တို့ဘာတို့စသဖြင့် a cat တို့ဘာတို့စသည်အဖြစ်တခုနံတွေဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုဘာနဲ့သုံးမလဲဘာနဲ့တွဲမလဲဆိုတော့ is နဲ့တွဲပြီးရေးရတယ်အဲ့တော့ I ဆိုတော့ဒီမှာကျွန်တော်တို့I ဆိုရင် am နဲ့ကျွန်တော်ရှေ့ကပြောသွားသလိုပေါ့နော် I am hungry ငါဗိတ်စားတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ဒီကျွန်တော်တို့ဒီမှာ he she it တို့ဆိုလို့ရှိရင်တော့ is နဲ့ကျွန်တော်ဒီမှာရေးမယ်ကျွန်တော်အဲ့တော့ he is an engineer သူဟာဒါ engineer တယောက်ဖြစ်တယ်ပေါ့နော်သူဟာ engineer ဖြစ်တယ်သူက engineer ပေါ့နော်အဲ့လိုမျိုးပေါ့နော်တယောက်မဟုတ်ဘူးเนาะကျွန်တော်တို့ဒီမှာဟုတ်ပြီရောပြီးပြောမိပြီအဲ့တော့ he is an engineer သူဟာဒါ engineer ပါအဲ့တော့ she is a writer သူမကတော့ဒါစာရေးဆရာပါပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင် writer ဒါစာရေးဆရာပေါ့နော်စာရေးသူပေါ့နော်အဲ့တော့မြန်မာဘာသာမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကသူဆိုတဲ့အခါမှာမင်းကလေးတွေကိုလေကျွန်တော်တို့မြန်မာဘာသာမှာသူလို့ပြောလို့ရတယ်နော်မင်းကလေးတယောက်ကိုယ့်အိမ်ကိုလာတယ်ဆိုတော့ဆိုပါတော့ဥပမာသူလာတယ်ပေါ့နော်သူကျွန်တော်အိမ်ကိုလာတယ်အဲ့လိုမျိုးမင်းကလေးဆိုပေမဲ့မြန်မာလိုပြောတဲ့အခါမှာကြာကျွန်တော်သူလို့ပြောတယ်ပေါ့နော်ဒါပေမဲ့အင်္ဂလိပ်မှာတော့ကျွန်တော်တို့အမြဲတမ်း he လို့ပြောလို့မရဘူးနော် she လို့ပြောရမင်းကလေးကို she is a writer နောက်ပြီးတစ်ခါကျွန်တော်တို့အရာဝတ္ထုတွေတရိษံတွေစသည်အဖြစ်ဆိုလို့ရှိရင်တော့ကျွန်တော် it ကိုသုံးမယ် it is a dog
အဲ့ဒါကတော့ခွေးပါပေါ့နော်အဲ့ဒါတော့ခွေးပေါ့နော်အဲ့တော့ကျွန်တော်ဆက်ပြီးတော့ကြည့်အောင်အဲ့တော့ပထမကျွန်တော်ပြောကြည့်မယ်ဆက်ပြီးတော့ I ဆိုလို့ရှိရင်ကျွန်တော်တော့ am နဲ့ပေါ့နော် I am ပေါ့နော် I am a student အဲ့တော့တခါကျွန်တော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ I am ကိုတခါကျွန်တော်တို့ negative ဝါကျပြောင်းမယ် negative ဝါကျဆိုကျွန်တော်အငင်းဝါကျမှာပေါ့နော်နောက်မှကျွန်တော်ဗာထည့်မလဲဆိုတော့ not ကိုထည့်မယ်နော် but to be ရဲ့အနောက်မှာအမတန်မှလွယ်ပါတယ် but to be ရဲ့အနောက်မှာကျွန်တော်တို့ not ကိုထည့်လိုက်ရုံနဲ့ဒါဗာပြောရဆိုတော့ negative sentence ပေါ့နော်ဒါအငင်းဝါကျဖြစ်သွားတယ်ပေါ့နော်အငင်းဝါကျဆိုတာဒါမဟုတ်ဝါကျပေါ့နော်ခုနဟုတ်တယ်လို့ပြောတယ်ခုကျွန်တော်ကတော့ဒီចောင်းသားမဟုတ်ပါဘူးဆိုရင် I am not a student I am not a student ဒီလိုပြောလို့ရပါတယ်ဒါတော့သူ့ထက်ကျွန်တော်တို့ဒါဒီမှာတစ်ခါကျွန်တော်တို့ဒါအတူကောက်ရှိသေးတယ်နော်အဲ့ကြဘယ်လိုရေးမလဲဆိုတော့ I apostrophe am not a student ဒီလိုပြောလို့ရတယ်နော်ကျွန်တော်နော်အဲ့တော့ I'm not a student ဒီလိုအတူနဲ့ပြောလို့ရတယ်ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်ဒီလိုမျိုးအရှည်ပြောလို့ရတယ်နော်ကြိုက်တယ်လို့ပြောအဲ့တော့ကျွန်တော်ဒီမှာ I am နဲ့တွဲတယ် he she it မောင်အခက်စသည်အဖြစ်ပေါ့နော် he she it မှမဟုတ်ဘူးနော်ဒါတခုနံတွေဖြစ်တဲ့မောင်တို့အခက်တို့ avoid တို့စသည်အဖြစ်ပေါ့နော်ဟုတ်ပြီအဲ့တော့ a pencil စသည်အဖြစ်တခုနံတွေဟူသမျှကျွန်တော်ဗာနဲ့တွဲမလဲ is နဲ့တွဲရတယ်ပေါ့နော်အဲ့တော့ he is she is it is မောင် is a cat is ဒီလိုလေသုံးလို့ရပါတယ်နောက်ပြီးတစ်ခါဆက်ကြည့်အောင်နော် we you there ဒါတခုထပ်ပို့တဲ့ဟာတွေပေါ့နော်အဲ့တော့ဒီမှာချွင်းချက်အနေနဲ့တခုရှိတာကတော့ you ပေါ့နော် you ကတော့အင်္ဂလိပ်မှာကျွန်တော်ဒီတယောက်တည်းဆိုရင်လည်းဒါ you ပဲတယောက်ထပ်ပို့ပြီးတော့2ယောက်3ယောက်စသည်အဖြစ်အများကြီးဆိုရင်လည်းဒါ you ပဲပေါ့နော်ဘယ်လောက်ပဲမြတ်ဒါ you ပဲတယောက်တည်းဆိုလည်း you ပဲဒါပေမဲ့ဘယ်လိုပဲမြတ်နဲ you ကတော့ are နဲ့ပဲသုံးတယ် you are they are we are မောင် and ထွန်း are အဲ့လိုမျိုးပေါ့နော်ဒီမှာဆိုလို့ရှိရင်လူနာမည်စုံနာလိုမျိုးကျွန်တော်တို့တယောက်တည်းမဟုတ်တော့2ယောက်ပေါင်းလိုက်တဲ့အခါမှာဗာပြောရလဲဆိုတော့ are နဲ့ဖြစ်သွားတယ်နော်2ယောက်ပေါင်းတဲ့အခါမှာ are နဲ့ဖြစ်သွားနောက်ပြီးတော့the cats cats the cats are the boys are အဲ့လိုမျိုးပေါ့နော်တခုထပ်ပို့ပြီဆိုလို့ရှိရင်ဘာနဲ့တွဲမလဲ are နဲ့တွဲမယ်အဲ့တော့ are ဆိုရှင်ကျွန်တော်တို့ဒါ verb to be တယ်ပေါ့နော်တခုခုတရားရောက်ကတခုခုဖြစ်ကြောင်းပေါ့နော်တရားရောက်ကဥမာဖြင့်လူတယောက်ရဲ့အလောက်ကင်ကိုကျွန်တော်တို့ပြောချင်လဲကျွန်တော်တို့ဒါ verb to be နဲ့ဒါပြောလို့ရတယ်ပေါ့နော်အဲ့တော့လူတယောက်ကတနေရာမှာရှိတယ်ဆိုရင်လဲကျွန်တော်တို့verb to be နဲ့ပြောလို့ရတယ်ဥပမာဖြင့် he is in the classroom ပေါ့နော်သူဟာဒါစာသင်ခန်းထဲမှာပေါ့နော်အဲ့လိုမျိုးပြောလို့ရပါတယ်အဲ့တော့ဒီဗီဒီယိုမှာတော့ကျွန်တော်ဒီဗီဒီယိုအရန်ရှေ့ဝါမှာဆိုတဲ့အတွက်ကြောင့်အသေးစိတ်တော့မရှင်းပြဘူးပေါ့နော်ဒါပေမဲ့ဒီ verb to be နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီမှာအကြံပြင်းလေးပေါ့နော်အကြံပြင်းဆိုပေမဲ့ဒီဟာလေးကိုတေချာလေးလုပ်မယ်ဆိုလို့ရှိရင်တော့ verb to be နဲ့ပတ်သက်ပြီးဒါအတော်လေးဒါနားလေးသဘောပေါက်မှာဖြစ်ပါတယ်verb to be မှာတခါအားလုံးတော့မဟုတ်ဘူးပေါ့နော် verb to be သင်ခန်းစာအပိုက်1ဖြစ်တဲ့အတွက်ကြောင့်ဒါ MA စာနဲ့ပဲကျွန်တော်ဒါရှင်းပြထားတာဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာဆိုလို့ရှိရင်လည်းကျွန်တော်ကဒီ verb to be ကို negative sentence ပေါ့နော်အငင်းဝါကျတွေလုပ်မယ်ဆိုရင်ဒါဘယ်လိုလုပ်မလဲဆိုတာကိုအပိုင်းတစ်ခုအနေနဲ့ကျွန်တော်ဆက်ပြီးတင်သွားမှာဖြစ်ပါတယ်နောက်ပြီးတော့verb to be နဲ့ပတ်သက်ပြီး question ပေါ့နော်question မေးခွန်းဝေကြတယ်ပေါ့နော်မေးခွန်းဝေကြတယ်ဘယ်လိုရေးမလဲဒါကိုလေကျွန်တော်တို့ဆက်ပြီးတော့တင်သွားမှာဖြစ်ပါတယ်နောက်ပြီးတစ်ခါ verb to be ရဲ့အနောက်မှာကျွန်တော်တို့ noun တို့ adjective တို့ phrase တို့စသည်အဖြစ်ပေါ့နော် verb to be ရဲ့အနောက်မှာဘာတွေလိုက်တယ်ဆိုတာကိုလေဗီဒီယိုတစ်ဖိုင်လောက်ပြီးတော့ကျွန်တော်ဆက်ပြီးတော့သင်သွားမှာဖြစ်ပါတယ်အပိုင်းသင်ခန်းစာအပိုင်းတွေနဲ့သွားမှာပေါ့နော်အပိုင်းတစ်ပြီးတော့2 3 4 5စသည်အဖြစ်ဒါအပိုင်းတွေနဲ့သွားမှာဖြစ်ပါတယ်စာနဲ့ကတော့ကျွန်တော်ဒီ Facebook page မှာ Facebook page နဲ့အကောင့်မှာကျွန်တော်ဒီစာနဲ့ရေးပြီးတော့တင်ထားတာတွေလေ့လာခြင်းเนาะကျွန်တော်ရဲ့ Facebook နဲ့ဒါ page နဲ့ဒါအကောင့်မှာရှိပါတယ်အဲ့တော့ကျွန်တော်ဆက်ပြီးတော့ကြည့်ရအောင်အဲ့တော့ we are student are နဲ့ပတ်သက်တဲ့ဟာပေါ့နော် we are students ကျွန်တော်တို့ကကျောင်းသားတွေပါပေါ့ they are rich ဒီမှာတော့ကျွန်တော် adjective เนาะဒီမှာကျတော့ noun เนาะအဲ့တော့ they are rich သူတို့ကချမ်းသာကြတယ်ပေါ့နော် peasant are honest peasant ဆိုတာဒါကျွန်တော်တောင်သူလေလုတ်ဓမ္မခုတ်ဆိုတော့လေအဲ့လိုလယ်သမားတွေပြောတာเนาะလယ်သမားတွေက honest ပါဖြစ်လေဒီမှာကျွန်တော်တို့honest မဟုတ်ဘူးเนาะ h ကဒါ silent letter ပါအဲကြောင့် peasants are honest
အဲ့တော့လယ်သမားတွေကဒါရိုးသားကြတယ်ဆိုတော့ဒါဥပမာအနေနဲ့ဒါပြောတာပေါ့နော်ဒါအကျမ်းအဖြစ်ကျွန်တော်ခြုံပြီးတော့ဒါပြောတာပေါ့နော်အဲ့တော့ဒီမှာ you are very talkative you are very talkative အမင်းကအရန်လက်စကားများတာပဲပေါ့နော်အဲ့လိုမျိုး you ဆိုရင်ကျွန်တော်တို့ are ကိုသုံးမယ်နော်နောက်ပြီးတော့တစ်ခါ peasant ဒီမှာတယောက်တည်းမဟုတ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အများဖြစ်တဲ့တစ်ခုထပ်ပို့တယ်ပေါ့နော်အဲ့တော့တစ်ခုထပ်ပို့ပြီးများပြီဆိုလို့ရှိရင်ပါလေ are ကိုပြောမယ် they are rich နော် they are ဒါ they ဆိုတဲ့အတွက်ကြောင့်ဒါလူအများကိုပြောတယ်အဲ့အကြောင်းကျွန်တော်ပါ rich ပေါ့နော် are ကိုသုံးမယ် you ကတော့ကျွန်တော်ခုနပြောသလိုပဲတယောက်သူ့ဟာသူတယောက်မကလို့နော်အများဖြစ်ဖြစ်တယောက်ဖြစ်ဖြစ်အကုန်လုံး are you is ဆိုတာအင်္ဂလိပ်မှာမရှိပါဘူးအဲ့တော့ဒီဝါကြားတွေကိုကျွန်တော်တို့ဒါအကျမ်းဖြစ်ဒါ negative လုပ်မယ်ဆိုလို့ရှိရင်တော့knowledge ထည့်လိုက်အောင်ပဲပေါ့နော်ဒီမှာဆိုလို့ရှိရင် he she it မှာကျွန်တော် negative ပုံစံလေးဒါအကျဉ်းလေးပြောင်းပြထားပါတယ်ဒါကတော့ negative သင်ခန်းစာမဟုတ်သေးဘူးเนาะ negative သင်ခန်းစာမှာကျွန်တော်အဲ့မှာဒါအသေးစိတ်အဲ့မှာကျွန်တော်ရှင်းပြမှာဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင် I am hungry ငါပိတ်စားတယ် I am not hungry I am not hungry not ထည့်လိုက်ရင် negative sentence ဖြစ်သွားပြီ he is not an engineer she is not a writer it is not a dog အဲ့တော့ဒီဝါကြားတွေကိုလည်းဆက်ပြီးတော့ negative ဝါကြားတွေလုပ်ကြည့်ပါဦး negative sentence တွေပေါ့နော် we are students we are not rich sorry ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီဝါကြားကိုလုံးမယ်ဆိုလို့ရှိရင်we are not student s t u d e n t s ပေါ့နော် we are not students ပေါ့နော်အဲ့လိုမျိုးဒီမှာ knowledge ထည့်လိုက်ရုံနဲ့ဘာပြောရမလဲဆိုတော့ negative sentence တွေဖြုတ်ရမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်းမခတ်ပါဘူး but to be ကို negative ပြောင်းတာအမှဓမ္မလွယ်ပါတယ်သူရဲ့နောက်မှာကျွန်တော်တို့ not ထည့်ရုံပဲပေါ့နော် peasant are not honest you are not very talkative အဲ့တော့ဒီနေ့သင်ခန်းစာမှာဆိုလို့ရှိရင်တော့ဒါ but to be နဲ့ပတ်သက်ပြီးတော့ကျွန်တော် MA စာနဲ့ပတ်သက်ပြီးတော့ဝါကြားတွေဘယ်လိုရေးမလဲဒါအင်္ဂလိပ်လိုပြောတဲ့အခါမှာဒီတိုင်းပဲเนาะပြောတဲ့အခါမှာလေးကျွန်တော်တို့ကိုယ့်ရဲ့အလုပ်တာဝန်တွေကိုပြောမယ်ဆိုလို့ရှိရင်လေ but to be နဲ့ပြောလို့ရတယ် I am a student I am an engineer I am a doctor စသည်အဖြစ်ပေါ့ I am a pilot စသည်အဖြစ်ပြောလို့ရပါတယ်အဲ့တော့ but to be ကိုနားလေထားလို့ရှိရင်ဒါအခြေခံအဆင့်ဆိုရင်ပဲကျွန်တော်တို့ဒီတကဘာလုံးမှာပတ်ပြီးတော့ပြောလို့ရနေပြီเนาะသူများတွေနဲ့ပြောမယ်ဆိုရင်စာရေးပြီးပို့မယ်ဆိုရင်ဖြစ်ပေါ့เนาะအဓိကတော့အင်္ဂလိပ်စာမှာအခြေခံအဆင့်ကိုတေချာလေးပိုင်နိုင်ဖို့ကအရင်အရေးကြီးပါတယ်